င်္ဂလာပါမိတ်ဆွေတို့ဒီနေ့မိတ်ဆွေတို့ကိုမနေ့ကလိုပဲဝမ်ချိန်းနဲ့ရွေးခွက်လက်ဆောင် free ရှာပေးမှာဖြစ်ပါတယ်ဒီအဆုံးကျွန်တော်သုံးသက်ချက်တွေမနာထောင်ခဲ့ပါကျွန်တော်ရဲ့ခဲညင်ပင်လေးတွေကိုကြည့်လိုက်ပါအောင်ခင်ဗျာခဲညင်ဒီတီးနေပြီဒါတီးနေပြီနော်ဒါဆိုရင်ကျွန်တော်တို့သုံးသက်ချက်တွေစလိုက်ကြရအောင်ကျွန်တော်မနေ့ဘာကဏ္ဍနဲ့ထွက်လဲကျွန်တော်ပြန်ကြည့်အောင်ကျွန်တော်မနေ့သုံးသက်တာက၄ရော်ရှောက်ကပိတ်တူပိတ် formula ကြာနော်ဒီကောင်ကမလာသေးပဲနဲ့ခေါင်းမာနေရပေါ့နော်ခေါင်းမာနေတဲ့၄ရော်ရှောက်ပါသူဒီနေ့ဆွဲခေါ်ပါမယ်ခေါင်းမာနေတဲ့၄ရော်ရှောက်ကိုဒီနေ့ဆွဲခေါ်မယ်ဟုတ်ပြီဒါဆိုကျွန်တော်မနေ့ကထွက်ကဏ္ဍပြန်ကြည့်ရင်မနေ့ညနေပိုင်းမှာနှစ်နောက်ပိတ်ပေါ့နော်3နှစ်ဆိုပြီးထွက်ထားပါတယ်3နှစ်ဆိုပြီးထွက်ထားပါတယ်ကျွန်တော်ဒီလိုမျိုးနှစ်နောက်ပိတ်ထွက်တဲ့အခါ formula တွေရှိပါတယ်နော်နှစ်နောက်ပိတ်ထွက်တဲ့အခါနှစ်သုံးမဟုတ်ခွန်ကနောက်တစ်ရက်မှာပြန်ဆင်းပါတယ်အဲ့ဒီ formula ကိုကျွန်တော်အရင်ကလည်းသုံးနေကြ formula ပါနော်အခုလည်း3နှစ်ဆိုလို့3နှစ်ဆိုပြီးထွက်ထားတယ်အဲ့ဒီ formula ရ3နှစ်ဆိုပြီးထွက်ထားတယ်နှစ်အပိတ်ကြောင့်ကျွန်တော်တို့ဒီနှစ်ခွန်ဝိုင်းချင်းကိုရွေးပါမယ်ဒီနေ့အတွက်နှစ်ခွန်ဝိုင်းချင်းမှာလိုင်းကောင်းတဲ့မိတ်ဆွေတွေဒီအောင်ကြည့်နေတဲ့မိတ်ဆွေတို့ကကျွန်တော်ရဲ့ဝိုင်းချင်းနဲ့ရွေးကွက်ကိုကွန်မန့်မှာရေးသွားပေးပါနော်ဘာဖြစ်လို့လဲဆိုရင်တချို့မိတ်ဆွေတွေကအင်တာနက်ခက်ခဲတယ်အင်တာနက်တွေဝယ်သုံးနေရတယ်ဖုန်းပေဒီအားနေတယ်လိုင်းမကောင်းတဲ့မိတ်ဆွေတို့အတွက်ပေါ့နော်တစ်ဖက်ကနေမိတ်ဆွေတို့တက်နိုင်တယ်လို့လေကူညီပေးလိုက်ပါဒါကြောင့်မလို့ဒီဗီဒီယိုကြည့်လို့ရနေတဲ့မိတ်ဆွေတို့ကကျွန်တော်ရဲ့ဝိုင်းချင်းပြီးရင်ရွေးခွက်ကို comment မှာရေးပေးသွားပါနော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒါဆိုရင်ရွေးခွက်ကိုစလိုက်ကြမယ်ကျွန်တော်မနေ့က3နှစ်ဆိုရနှစ်ပိတ်ကြောင်းဟုတ်ပြီဒါဆိုရင်နှစ်ခွန်ဝိုင်းချင်းရွေးရပါတော့အဲ့ဒီကျွန်တော်တို့အရင်ပထမရက်ပေါ့နော်ပထမရက်မှာခွန်နောက်ပိတ်ချင်းတူနေရဲ့formula ရ၄ရော်ရှောက်ပိတ်တူပိတ် formula ရ၄ရော်ရှောက်လာမယ်ဆိုရင်ဒီ၄ရော်ရှောက်ကမနေ့ကဆင်းတင်တာပေါ့နော်ဒါကိုမဆင်းသေးပဲနဲ့ခေါင်းမာနေတဲ့အတွက်ကျွန်တော်ဒီနေ့ဆွဲခေါ်လိုက်မယ်ဒါဆိုရင်တို့နှစ်ယောက်ကိုပေးစားလိုက်မယ်ဆိုရင်ကျွန်တော်ဒီနေ့ရွေးခွက်တင်ဆော့လို့ရတယ်ပေါ့နော်ဒါဆိုရင်နှစ်ခွန်ဝိုင်းချင်းရဲ့၄ရော်ရှောက်ရဲ့ကိုတွဲပါမယ်ခွန်၄ခွန်ရှောက်နှစ်၄နှစ်ရှောက်တင်ဆော့ပါနော်မိတ်ဆွေတို့ဒီနေ့တင်ဆော့လို့ရပါပြီခွန်၄ခွန်ရှောက်နှစ်၄နှစ်ရှောက်တင်ဆော့လို့ရပါပြီမိတ်ဆွေတို့ဒါဆိုရင်ကျွန်တော်ရွေးထားတဲ့ကဏ္ဍလေးကိုပြပေးပါမယ်ဒီနေ့12ရက်3လ2325အတွက်ပေါ့နော်ခွန်နှစ်ဝိုင်းချင်းရွေးပါမယ်တင်ဆော့ဖို့အတွက်ခွန်၄ခွန်ရှောက်နှစ်၄နှစ်ရှောက်မိတ်ဆွေတို့တင်ဆော့ပါနော်ကျွန်တော်ရဲ့ Telegram Channel Viber Channel ကိုလည်း join လုပ်လို့ရပါတယ် YouTube Channel ကိုကြည့်နေတဲ့မိတ်ဆွေတို့ကလည်းလက်မလေးတွေနှိပ်ပြီး subscribe နှိပ်ထားပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကံကောင်းပါစေခင်ဗျာ